都叫做苦起来为顺都，一等茶叶好了不？茶叶出来米到土嘛嘛不？米么土不呢？一等米呢看嘛，生的讲的。所以看你教育这个，一季这个把它属于，你讲蛮困，ဒီလိုမန်းခွန်မှာကြောက်တစ်ခုကမန်းပါရင်ကောင်းတယ်ဒါပေမဲ့ဘလောက်ပဲမန်းပါခဲ့အဲ့ဒီမန်းရဲ့အောက်မှာအကာပါမှအဲ့ဒီမန်းဟာမန်းရင်လို့ခေါ်တယ်အကာမပါခဲ့ဘူးဆိုရင်အဲ့ဒီမန်းဟာမန်းနုတယ်ဆိုတော့တတိထားရမှာတစ်ခုကအကာပါတဲ့ကြောက်မျိုးဆိုရင်အကောင်းဆုံးကဘာလဲဆိုရင်အကာပါပြီးဟေ့ဆိုတာနဲ့အပေါ်မှာရှိတဲ့သူ့ရဲ့အရေးပြချက်တီဆက်ဟာအရန်ရင်းနဲ့တီမဖြစ်ရဘူးသူ့ရဲ့အရေးကာလာဟာငါပြောညွှန်းပုံစံမျိုးပါတယ်ဆိုရင်အကာရဲ့အောက်မှာအဲ့ဒီအရေးဟာနောက်တစ်ဆတ်တက်လာတယ်ဆိုကြတော့ပါဆိုအပေါ်မှာ35ရာခိုင်နှုန်းပဲရှိတဲ့အဲ့ဒီကြောက်ရဲ့အရေးဟာအကာရဲ့အောက်မှာ60-65ရှိတယ်တွေးရနောက်ကြည့်တတ်တယ်အပေါ်မှာအခုဒီမျိုးချရည်မှာမဲလာမျိုးဆိုရင်အောက်မှာသွားပြီးမှကျွတ်တတ်တယ်သူ့ရဲ့ပုံမှာပြတ်ချက်အရေးကအကာပါမန်းကာပေါ့နော်မန်းနဲ့အကာနဲ့ရောပြီးမှပါတယ်အဲ့ဒီရဲ့ကြောက်ရဲ့အပေါ်ကိုဆေးပြီးမှအဲ့ဒီအကာရဲ့အောက်ရောက်သွားပြီဟေ့ဆိုရင်သူ့အပေါ်ပြချက်ဟာ60ရာခိုင်နှုန်းရှိရဆိုထဲမှာမဲသွားပြီအထဲမှာ90ရာခိုင်နှုန်းလောက်ကြီးအစင်းကြီးရှိမယ်အဲ့ဒီမှာဒီကိုနည်းနည်းမဲနေပြီတွေးတဲ့ခါပိုမှမဲသွားရောအဲ့ဒီအချက်တစ်ခုကိုကောင်းကောင်းသဘောထားရမယ်ဆိုတော့ကြောက်ကိုကြည့်လိုက်ပြီဆိုရင်ဒီကြောက်ကမူလအစဒီနားမှာဆရာတို့မတိုက်ခင်မှာမမရှိဘူးသူ့ကိုကြည့်လိုက်တဲ့ခါမှာသူကကောက်ရော့ဆန်နေတာပေါ့မန်းကဒီထိပဲရောက်တယ်ကောက်ရော့လို့ထင်တယ်အဲ့တော့ငါတို့ကစကြည့်တယ်ပေါ့စကြည့်ဆိုဒီကနေလာတဲ့မန်းဒီစက်လေးကဒီနားမှာတစ်စက်ရှိတယ်အဲ့ဆိုတော့ကျောင်းစစ်ထဲမှာဒီကောင်မန်းကဒီအော်နေနေဆင်းမလားလို့အဲ့တော့ကျွန်တော်သူ့ကိုတွားပြီးမှအစွန်အဖျားတဲ့သူ့ကိုတွားတိုက်ကြည့်တယ်ပေါ့ဗျာတိုက်ကြည့်တဲ့ခါမှာဒီမှာနည်းနည်းဖတ်တတ်မြင်ရတယ်ဒီမှာရှိတယ်ဒီမှာလည်းတစ်စက်ရှိတယ်ဒါဆိုရင်ဒီကောင်အကြီးအောက်ကိုဆင်းနေခြင်းရှိတယ်ဒီမှာကမန်းရှိတဲ့ကြောင့်မို့ကျွန်တော်တို့ဒီနားကိုဆေးပေးရှင်တို့နှစ်ခုကျောင်းရဲ့အကောင်းနေဒီနေရာပဲလေအဲ့နှစ်ခုစဉ်းစားရမှာဒီကြောင့်ဟာမန်းကဒီထိဆင်းခဲ့တယ်ဆိုရင်ကောင်းတယ်အကာပါတဲ့ကြောက်ဖြစ်တဲ့အတွက်ကြောင့်မို့တုံအနာဟာမဝင်မဲ့နေတဲ့အချင်းရှိတယ်အကာရဲ့သဘောအကာပါရင်ခွန်ပါအကာမပါဘဲနဲ့အခောက်မျိုးဆိုခွန်းထုဟုတ်ပြီလားအဲ့နှစ်ခုပဲနော်တကယ်လို့များဒီကြောက်ကမန်းကာမပါဘူးသူ့ရဲ့မန်းဟာအကာနဲ့မနေဘဲနဲ့ရိုးမန်းပဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြောက်ကိုလုံးဝဒီနေရာကိုတိုက်လို့မရဘူးအကာပါတဲ့မန်းဖြစ်လို့စားကြောက်တိုက်လို့ရတာအကာမပါတဲ့မန်းကိုစားကြောက်တိုက်လို့မရဘူး